တို့ရေခဲချောင်းပြုလုပ်ဖို့အတွက်ချင်မောင်ဘူးလေးတွေကိုတတ်မှာပါဒါလေးတွေကိုဖယ်ရမယ်ပေါ့နော်ချင်မောင်ဘူးရေခဲတို့ရေခဲချောင်းပြုလုပ်ဖို့အတွက်ကိုပါဝင်ပစ္စည်းလေးချိန်ထားဖြစ်ပါတယ်ဒါလေးကတော့ချင်မောင်ဘူး100 g ပါဒါကရေ1 လီတာပါဒါလေးကတော့တကြား40 g ပါဒါကတော့စူပါဆွီ1.5 g ဖြစ်ပါတယ်ဒါလေးကစား2 g ပါဒါကတော့ citric acid အချင်မှုန့်ပေါ့နော်အချင်မှုန့်ကတော့1 g သုံးထားပါတယ်ဒါလေးကတော့ corn starch ပြောင်းကော20 g သုံးမှာဖြစ်ပါတယ်ပထမဦးဆုံးကျမတို့ကရေနဲ့ချင်မောင်ဘူးနဲ့ကိုရောပြီးတော့ပြုတ်မှာဖြစ်ပါတယ်ရေနွေးလေးခဏထည့်ထားမယ်ပေါ့နော်ရေနွေးလေးနည်းနည်းဆူလာပြီပေါ့နော်စပြီးတော့ဆူလာတာဖြစ်လာပြီဆိုလို့ရှိရင်ကျမတို့ကချင်မောင်ဘူးကိုထည့်ပြီးပြုတ်ပါမယ်ပြီးရင်သူ့ကိုစူပါဆွီလေးတစ်ခါတည်းထည့်ပြုတ်မယ်ပေါ့နော်ချင်မောင်ဘူးလေးတွေအနှဲငယ်နွမ်းသွားတဲ့အထိပြုတ်ပေးရမှာဖြစ်ပါတယ်ခုလိုမျိုးချင်မောင်ဘူးလေးတွေနူးလာပြီဆိုလို့ရှိရင်သူ့ကိုဆယ်ထုတ်လိုက်မယ်ပေါ့နော်ဒီချင်မောင်ဘူးဖတ်ကလေးတွေကိုရေခဲတုပ်ထဲမှာရေခဲချောင်းထဲမှာပြန်ထည့်ပြီးတော့သုံးမယ်ဆိုရင်ကြိတ်ပြီးတော့ပဲသုံးအဖတ်လိုက်ပဲသုံးကိုနှစ်သက်တယ်လို့ထည့်ပြီးတော့ထုတ်လို့ရပါတယ်သုံးလို့ရပါတယ်အဖတ်ကလေးတွေကိုခုလိုမျိုးဆယ်ထုတ်လိုက်ပြီးသွားလို့ရှိရင်ဒီကြံတဲ့ရေလေးနဲ့ပေါ့နော်ရေခဲချောင်းဆက်ပြီးတော့ကြိုမှာဖြစ်ပါတယ်ကြားထည့်မယ်အချင်မှုန့်ထည့်မယ်စားထည့်မယ်ပြီးရင်ဒါတွေအားလုံးကိုပျော်ဝင်သွားအောင်ပွေပေးရပါမယ်ကြားတွေစားတွေအားလုံးပျော်ဝင်သွားပြီဆိုရင်ပြောင်းကုန်မှုန့်ကိုရေလေးအနှဲငယ်နဲ့ဖြော်ရမှာဖြစ်ပါတယ်ပြီးရင်တော့ဖြည်းဖြည်းချင်းထည့်ပြီးတော့ကော်ကြက်တဲ့အထိမှွေပေးရပါမယ်ကော်မှုန့်တွေကအချင်နဲ့တွေ့လို့ရှိရင်အရည်ကျဲတတ်ပါတယ်အဲ့ဒါကြောင့်ဒီချင်မောင်ဘူးရေခဲချောင်း base အရည်လေးကပြစ်ကလေးရမှာတော့မဟုတ်ပါဘူးအရည်ကျဲလေးပဲရမှာဖြစ်ပါတယ်နောက်ပြီးကြတော့သူ့ကိုလုံးဝ100% အေးသွားတဲ့အထိအေးခံပြီးတော့မှအထုတ်ပြီးရေခဲတက်တာ freezer ထဲကိုထည့်ရင်ထဲဒါမှမဟုတ်လို့ရှိရင်မျောကန်ထဲမှာထည့်ပြီးမျောရမှာပါအေးအခဲမညီဘူးဆိုလို့ရှိရင်လည်းကော်မှုန့်တွေကတချမ်းကတ်တတ်ပါတယ်အဲ့ဒါလေးကိုတော့ဂရုစိုက်ပြီးတော့ပြုလုပ်စေချင်ပါတယ်တကယ်လို့ဒီနေရာမှာပြောင်းကော်မှုန့်မသုံးဘူးဆိုလို့ရှိရင် custard powder သုံးလို့ရပါတယ်ဒါဆိုရင်တော့ချင်မောင်ဘူးရေခဲချောင်း base အရည်လေးရပြီပေါ့နော်အဲ့တော့ခုနကတော့ဖယ်ထုတ်လိုက်တဲ့ချင်မောင်ဘူးပတ်ကလေးတွေကိုပြန်ပြီးတော့ထည့်ပြီးတော့ထုတ်မယ်ဆိုရင်လည်းထုတ်လို့ရတယ်လို့မထည့်ဘူးဆိုလို့ရှိရင်လည်းရပါတယ်ဒါပေမဲ့အဖက်ကလေးတွေထည့်လိုက်လို့ရှိရင်တော့ပို့ပြီးတော့တဘာဝဆန်ဆန်နဲ့လှသွားမှာဖြစ်တဲ့အတွက်ကြိတ်ပြီးတော့မှရောမှာဖြစ်ပါတယ်